ဟာကိုဆက်ပြောမယ်ဆိုလို့ရှိရင်ခုနကသူ့ရဲ့ဒီ fix မှာဖြစ်တဲ့ moment ပေါ့နော်ဒီ end မှာဖြစ်တဲ့ moment ဟာ120ဖြစ်တယ်အဲ့ဒါဟာ TUAB square by n square plus TUA square b by n square နဲ့ရှာထားတာပေါ့နော်အဲ့ဒီခါကျတော့ဒီဘက်ကပုံနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကဒါက vertical support ရေပေါ့နော် vertical support ကရလာတဲ့ bending moment ပုံပေါ့အဲ့ဒီ bending moment မှာဆိုလို့ရှိရင်သူ့ရဲ့ maximum ကဒီနေရာမှာ start ဖြစ်တာပေါ့နော်ဒီတစ်လျှောက်လုံးဖြစ်တယ်ဒီအပိုင်းခြားပြီးပုံဖြစ်တယ်ပေါ့အဲ့တော့ကျမတို့ကသူ့ရဲ့ maximum ဖြစ်တဲ့နေရာအတိုင်းပဲဒီဘက်က maximum ဖြစ်တဲ့တန်ဖိုးကိုလည်းယူရမှာဖြစ်တယ်ဒီမှာဆိုရင်389လို့ယူပြီးတဲ့အခါကျလို့ရှိရင်ဒီအပိုင်းခြားပေါ့နော်ဒီအပိုင်းခြားဆိုရင်အလယ် mid section 12ပေပေါ့mid span 12ပေကြားထဲမှာရှိတဲ့ moment ကို60ကိုယူရမယ်ပေါ့နော်ဒီ moment တစ်ခုကိုကျမတို့ကလာပေါင်းပါဒီ moment တစ်ခုဒီ389နဲ့ဒီဟန်နဲ့လာပေါင်းပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကနေပြီး60ကိုယူမှာပေါ့နော်အဲ့ဒါလေးကိုဆက်တွက်မယ်ဆိုတော့ဒီမှာဆိုရင်ဒီ MFHFS ပေါ့နော်အဲ့ဒီဟာက120ရတယ်အဲ့တော့ concentrated loop မှာရှိတဲ့ moment က60ရတယ်ဘယ်လို60ရလဲဆိုတော့ခုနကလည်းဆက်တော့ပြောခဲ့ပြီးသွားပြီနော်သူ M မှာရှိတာက120အဲ့မှာ120ကသူကအနှုတ်ဖြစ်တယ်ဆိုတော့အနှုတ်ပေါ့နော်သူ့မှာတော့အနှုတ်ကအပေါ်ကိုသွားပြီးတော့အပေါ်ကိုသွားနေတယ်အပေါ်ကိုသွားခဲ့မယ်လို့ရှိရင်သူကဒီမှာဒီ diagram ကိုလာပေါင်းရမယ်ဒီ diagram ဟာ TU into 12ပေါ့နော် TU into 12အဲ့ TU တက်ရောက်နေတဲ့နေရာဟာ12ပေမှာတက်ရောက်နေတဲ့အတွက်ကြောင့် TU into 12ကိုဒါကဘာလဲဆိုတော့ပေါင်းလိုက်ရတာပေါ့အဲ့တော့ပေါင်းလိုက်ရတဲ့ခါကျဒီမှာတန်ဖိုးရလာတယ်အဲ့ဒါလေးကိုဒီမှာတွက်ထားတာဖြစ်တယ်အဲ့တော့ TUL by TU into 12ပေါ့နော်TU into 12ဒီကလေးကဒီ L by 3ပေါ့ TU into 12ပေါ့ TU into 12က positive ဖြစ်တယ်120ကအနှုတ်ဖြစ်တော့အဲ့ဒီဟာကိုရှင်းလိုက်လို့ရှိရင်အပေါင်း60ဆိုတာရလာတယ်အဲ့ဒီတော့ခုနက diagram မှာရှိတဲ့60ဆိုတဲ့တန်ဖိုးလေးကိုရလာတာဖြစ်တယ်အဲ့တော့အဲ့တန်ဖိုးလေးကိုရှာထားလိုက်တယ်ရှာထားပြီးတဲ့အခါကျလို့ရှိရင်သူကဒီ concentrated မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်ရလဲဆိုတဲ့အခါကျတော့တွက်ရတာတွေကနည်းနည်းလေးဟိုပါပေါ့ဒီရိုးရိုး bending moment နဲ့မတူနေဘူးနည်းနည်းရှုပ်တယ်ဒီမှာဆိုရင်ဒီကရတဲ့ moment က MFH ဆိုပြီးတော့ရလာခဲ့တယ် MF ဆိုတာက flash မှာရှိတဲ့ moment ကိုပြောတာအဲ့တော့ flash မှာရှိတဲ့ moment နဲ့ H တန်ဖိုးနဲ့ကိုညှောက်ထားတာအဲ့တော့ MFH အဲ့ဒီ MFH ကိုဘာလို့ရအောင်မလဲဆိုတော့ဒီ beta တန်ဖိုးနဲ့လာညှောက်ရအောင်ပါအဲ့တော့ beta တန်ဖိုးဟာဆိုလို့ရှိရင်ဘယ်မှာတွေ့ရမလဲဆိုလို့ရှိရင် manual ထဲမှာတွေ့ရမယ်အဲ့တော့ beta တန်ဖိုးကိုတွက်ကြည့်beta တန်ဖိုးကိုတွက်ကြည့်မယ်ဆိုတော့ beta ဟာဒီ manual ထဲမှာ beta value ဆိုတဲ့ table လေးတွေရှိတယ်အဲ့ဒီ table ဟာစုစုပေါင်းဘယ်နှခုရှိလဲဆိုတော့5ခုရှိတယ်table စုစုပေါင်း5ခုရှိတယ်အဲ့ဒီ table 5ခုဟာပထမတစ်ခုဆိုလို့ရှိရင်သူက hinge support တဲ့နှစ်ဖက်စလုံးက hinge နဲ့ပြထားတယ်အဲ့တော့ပုံစံထဲမှာပြောလို့ရှိရင် simply support လို့ပြောလိမ့်မယ်ဒီမှာလည်းခေါင်းစဉ်မှာပါရေးထားလဲဆိုတော့ simple support လို့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပုံဟာဆိုရင် simple support ဖြစ်တယ်ဒီမှာဘာဖြစ်လဲဆိုတဲ့အခါကျတော့ဒီတစ်နေရာထဲမှာပဲ P ဆိုတာလေးတက်ရောက်နေတာမဟုတ်လို့ concentrated လို့တက်ရောက်နေတဲ့ simply supported torsionally simply support concentrated လို့ဆိုလို့ရှိရင်ဒီပုံကိုကြည့်ရမယ်ဒုတိယပုံကကြတော့ fixed support ဖြစ်တဲ့ torsionally fixed support concentrated လို့ဆိုရင်ဒီပုံကိုကြည့်ရမယ်နောက်တစ်ခါကျတော့ဘာဖြစ်လဲဆိုတော့ torsionally simply support ဖြစ်တဲ့ M ဆိုတဲ့အတိုင်းပဲ uniform လို့တက်ရောက်နေတယ်ဆိုရင်ဒီပုံကိုကြည့်ရမယ်နောက်တစ်ခါကျတော့ torsionally fixed support ဖြစ်တဲ့နောက်တစ်ခါ uniform လို့တက်ရောက်နေတယ်ဆိုလို့ရှိရင်ဒီပုံကိုကြည့်ရမယ်နောက်ဒီပုံကကြတော့ဘာဖြစ်လဲဆိုတော့ torsionally fixed support ဖြစ်တဲ့ concentrated လို့တက်ရောက်နေရင်ဒီပုံကိုကြည့်ရမယ်အဲ့ဒီလိုမျိုးပုံကနှစ်ပုံထပ်ပါတယ်ဒီပုံကကြတော့ဘာဖြစ်လဲဆိုတော့ positive moment အတွက်ဒီပုံကိုသုံးရမှာဖြစ်ပြီးတော့ 8.6.5 ပေါ့နော်နောက်တစ်ပုံကကြတော့ဒီမှာ 8.6.2 ပေါ့နော်8.6.2 ကကြတော့ဒီမှာ fix နေရာမှာသုံးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့က positive moment ဆိုလို့ရှိရင်တော့ခုနက 8.6.5 ကိုဒီဟာလေးကိုသုံးရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကနေပြီးတော့အဲ့ဒီ table လေးကိုကြည့်ပါအဲ့တော့ table 8.6.2 ကိုကြည့်မယ်
8.6.2 ကကြတော့ negative moment အတွက် 8.6.2 ကိုကြည့်ရပြီးတော့ဘာဖြစ်လဲဆိုတော့နောက်ဒီမှာတက်လို့ဆို negative moment ပေါ့နော် negative moment အတွက်ဆိုလို့ရှိရင်သူကနေပြီးတော့ဒီ n အတွက်ဆိုလို့ရှိရင် 8.6.2 ကိုကြည့်ရတယ် 8.6.2 ကိုကြည့်ရတယ်ပေါ့နော်အဲ့ဒီမှာအဲ့ဒီ table ထဲမှာဆိုလို့ရှိရင်သူက Landra L ရဲ့နောက်တစ်ခါကျတော့ AL ရဲ့ဆိုပြီးတော့နှစ်ခုရှိတယ် Landra L ရဲ့ AL Landra L ရဲ့ A ရဲ့ဒီနှစ်ခုကိုကြည့်ပြီးတော့ beta တန်ဖိုးကိုယူရတယ် beta တန်ဖိုးကိုယူရတယ်ပေါ့နော် Landra L ရဲ့ A တန်ဖိုးကိုကြည့်ပြီးတော့ဒီ beta တန်ဖိုးကိုယူရတယ်အဲ့ဒီခါကျတော့ Landra L ကိုရှေ့က example 1မှာဆိုလို့ရှိရင်လည်းဘာလို့လဲဆိုတော့ assumption ပေးတယ်ဘယ်လောက် assumption ပေးလဲဆိုတော့3လောက် assumption ပေးမယ်အဲ့ဒီတော့ Landra L ကို3လောက်ပေါ့နော် Landra L ကို3လောက် assumption ပေးမယ်နောက်တစ်ခါကျတော့ A တန်ဖိုးလေး AL ဆိုရင် AL ကို 0.3L လို့ယူတယ် A တန်ဖိုးလေးကဘာကိုပြောတယ်လဲဆိုတော့ concentrated လို့တက်ရောက်နေတာကိုပြတယ် concentrated လို့တက်ရောက်နေတာကိုပြတာဒီမှာဒီပုံစံအရဆိုရင် concentrated လို့က12ပေဆိုတာဒီဓာတ်တစ်ခုလုံးရဲ့3ပုံတစ်ပုံမှာတက်ရောက်နေတယ်3ပုံတစ်ပုံဆိုတော့ A တန်ဖိုးက 0.3 အဲ့ဒါကြောင့် Landra L က 3လို့ယူဆတယ် A ကကြတော့ concentrated လို့တက်ရောက်နေတဲ့နေရာနော် A ကကြတော့ concentrated လို့တက်ရောက်နေတဲ့နေရာ 0.3 အဲ့တော့ဒီနှစ်ချက်နဲ့ဘာလို့မှလဲဆိုတဲ့အခါကျတော့ table သွားကြည့်မယ်အဲ့တော့ table သွားကြည့်မယ်ဒီပဲသွားကြည့်တဲ့အခါကျလို့ရှိရင် table ကဒီမှာနော် table ကဒီပဲကဒီမှာပေါ့နော်ဒီ 0.n ဒီမှာ A တန်ဖိုး 0.3 Landra L တန်ဖိုး3နေရာမှာဆိုလို့ရှိရင် beta 1နေရာတန်ဖိုးက 0.88 ဖြစ်တယ် beta 2တန်ဖိုးက 0.84 ဖြစ်တယ်အဲ့တော့ beta 1ဒီဘယ်အောင်မျှအောင်မှာလဲဆိုတော့ TAB square by L square ဆိုတဲ့ TAB square ဆိုတဲ့ဥစ္စာကိုမျှအောင်မယ် beta 2ကျတော့ TA square B ဆိုတဲ့ဥစ္စာကိုမျှအောင်မှာဖြစ်တယ်အဲ့တော့ဒီခါကိုပြန်ကြည့်မယ်ပေါ့နော်အဲ့တော့ beta 1နဲ့ beta 2တန်ဖိုးကဆိုလို့ရှိရင် table 8.6.2 ကနေရလာခဲ့တယ်အဲ့ဒီထဲမှာသူကနေပြီးတော့အဲ့ဒီ beta နဲ့ဒီခုနရတဲ့ moment နဲ့ကိုမျှအောင်မယ်အဲ့တော့ TUAB square ဆိုလို့ရှိရင်ဘာနဲ့မျှအောင်မှာဆို beta 1ကိုနဲ့မျှရမယ် TUA square B ဆိုလို့ရှိရင် beta 2နဲ့မျှအောင်မှာဖြစ်တဲ့အတွက်ကြောင့်သူဟာ80ကိုဆိုရင် beta 1တန်ဖိုး 0.88 နဲ့မျှအောင်မယ်နောက်တစ်ခါကျတော့40ကိုကျတော့ beta 2တန်ဖိုး 0.84 နဲ့မျှတဲ့အခါကျတော့140ဆိုပြီးရလာတယ်အဲ့ဒါက MFHS အဆိုမှာရှိတဲ့ moment ဖြစ်တယ်နော်အဆိုမှာရှိတဲ့ moment က140ဆိုပြီးတော့ရလာခဲ့နော်ဒါပေမဲ့ကျွန်တော်တို့ကလေဒီဟာတွက်တာတွက်ပြနေဒီဟာကတကယ်တမ်းမသုံးနေဘူးဒီလားဘယ်ဟာကိုအဓိကသုံးပါလဲဆိုတော့အလယ်မှာရှိတဲ့ moment ကိုသုံးပါဒီအလယ်မှာရှိတဲ့ moment က60ရှိတယ်အဲ့ဒီ60က positive moment လို့ပြောထားတာအဲ့ဒီ positive moment ကကြတော့ဒီမှာ positive moment အတွက်ဆိုလို့ရှိရင် 8.6.5 ကိုသုံးရမှာအဲ့တော့ Landra L က3 A တန်ဖိုးက 0.3 ဆိုတဲ့အခါကျရင် beta တန်ဖိုးကဘာရလဲဆိုတော့ 0.91 ရတယ်ဒီနေရာမှာကျတော့သူက 0.9 ကိုပဲသုံးထားရတော့0.91 သုံးတယ်မှာ0.9ကိုပဲသုံးထားတယ်ပုံစံမှာလေအဲ့တော့အဲ့ဒါကတိတ်ပြဿနာမရှိဘူးအဲ့တော့ 0.9 နဲ့မြှောက်လိုက်တယ်အဲ့ဒီ60 positive moment 60ကိုမြှောက်လိုက်တဲ့အခါကျရင်သူ့ရဲ့ MFH တန်ဖိုးက54ဆိုပြီးတော့ရလာခဲ့တယ်အဲ့တော့ moment နှစ်ခုရလာခဲ့ပြီပထမ moment က simply supported ကြောင့်ဖြစ်တဲ့ဒီ simply supported ကြောင့် vertical support ပေါ့နော် vertical support simply supported ကြောင့်ဖြစ်တဲ့ moment ဖြစ်ပြီးတော့နောက်တစ်ခုကကြတော့ဒီ torsionally support ကဖြစ်တဲ့ moment ကိုရလာတယ်အဲ့တော့ vertical support ကြောင့်ဖြစ်လာတဲ့ moment ကိုဆိုလို့ရှိရင် MUH လို့ခေါ်မယ်ဒီ torsional support ကကြောင့်ရလာတဲ့ moment ဆိုလို့ရှိရင် MUY လို့ခေါ်မယ်အခုရတဲ့ဥစ္စာက MFH နဲ့ရထားတာ MFH နဲ့ရထားတာအဲ့ဒီ MFH နဲ့ဆိုတော့ H နဲ့တွက်စားလိုက်ဟိုဘက်က moment တန်ဖိုး H နဲ့တွက်စားလိုက်အဲ့ဒီစားလိုက်တဲ့တန်ဖိုး MF ကိုမှဘာခေါ်မှာလဲဆိုတော့ MUY လို့ခေါ်မှာ MUY လို့ခေါ်မှာဆို H နဲ့တွက်စားလိုက်ဆို H ကသိမနေဘူးဘာဖြစ်လဲဆိုတော့ design လုပ်ရမှာ section မတည်သေးဘူး section မတည်သေးတဲ့အခါကျတော့ assumption ပေးလိုက်မယ် H တန်ဖိုးကို14လက်မလို့ယူလိုက်တယ် H တန်ဖိုး14လက်မအဲ့တော့ဒီမှာလည်း assumption နှစ်ခုရှိလာတယ်ပထမတစ်ခုက H တန်ဖိုးက14လက်မနောက်တစ်ခုက SH by SY က 2.6 ဆိုပြီးတော့အဲ့လိုမျိုး assumption နှစ်ခုရှိလာတယ်အဲ့ဒီတော့14လက်မနဲ့လာစားလိုက်တယ်14လက်မနဲ့လာစားလိုက်တယ်ဒီမှာကျတော့ keep fit မို့လို့ဒီမှာလည်း12နဲ့မျှလိုက်တယ်အဲ့ခါကျတော့သူကsorry ဒီကောင်ကိုပေါ့နော်14လက်မဆိုတော့ဒီ14လက်မကိုပေဖွဲ့လိုက်တာပေါ့14ကို7နဲ့စားလိုက်တော့
စနစ်ကအပေါ်တက်သွားတော့ 46.3 ဆိုပြီးရတယ်ဒီရလာတဲ့ moment ကိုဘာခေါ်မှာလဲဆိုတော့ MUY လို့ခေါ်မှာအဲ့ဒီတော့ vertical support ကရလာတဲ့ moment က MUH ဒီက torsionally support ကရလာတဲ့ moment က MUY MUY ဟာဒီ MF ကိုမှခေါ်မှာဖြစ်တယ်အဲ့တော့ required section ရှာမယ်ဆိုလို့ရှိရင် required section ရဲ့ equation က MUH sin phi b fy plus MUY by phi b fy into SH sin SY ဖြစ်တယ်အဲ့တော့ဒီမှာရှိက389ဆိုတာရခဲ့တာလေးရှိတယ်အဲ့ဒါကို keep inch ပြောင်းလိုက်တယ် cm နဲ့မြောက်လိုက်တယ်ပြီးတော့ phi b က 0.9 เนาะ flasher bending ရဲ့reduction factor 0.9 ဖြစ်တယ် fy က36နောက်တစ်ခါကျတော့ဒီနေရာမှာ MUY MUY ကိုရေးတဲ့အခါမှာဒီ flash ရဲ့ moment ကိုနှစ်ဆလုပ်ပြီးတော့ထည့်ပေးရမယ်ဒါက flash ဟာနှစ်ခုပါတယ် flash ဟာဒီ I section တွေမှာဆိုရင် flash ဟာနှစ်ခုပါတယ်အဲ့တော့အပေါ် top flash နဲ့ bottom flash နှစ်ခုသာမို့လို့ဒီဘက်မှာနှစ်နဲ့မြောက်ပြီးတော့ထည့်ပေးတယ်ပြီးတော့ဒီမှာလက်မပြောင်းတယ် 0.9 into 36 SH by SY က 2.5 assumption ပေးထားတဲ့တန်ဖိုးကိုထည့်လိုက်တယ်အဲ့ဒီခါကျတော့သူ့ရဲ့ required section က230ဆိုပြီးတော့ရလာတယ်အဲ့တော့ပထမကတည်းက H တန်ဖိုးက14လက်မနဲ့ယူထားတာ14လက်မ H တန်ဖိုး14လက်မနောက်တစ်ခါကျတော့ဒီအဲ့ဒီ H တန်ဖိုး14လက်မမှာ required section က230ဆိုတော့ဒီဟာအတိုင်းကိုကနေပြီးတော့ဒီ section ကိုတွက်ရှာမှာပေါ့နော်အဲ့တော့ manual တွေကိုတွက်ကြည့်မယ်အဲ့ဒီမှာ section တွက်ကြည့်တဲ့အခါကျတော့သူက section 14ကိုကြည့်လိုက်တယ် section 14မှာ required section SH ပေါ့နော် SH ကသူပါရခဲ့တာလဲဆိုလို့ရှိရင် SH က230ရခဲ့တာဆိုတော့230ထက်ကြီးတာပေါ့နော်230ထက်ကြီးတဲ့ဥစ္စာ SH တန်ဖိုးနော် SH တန်ဖိုးဆိုဒီ column မှာ230တဲ့ကြီးတဲ့ဥစ္စာမို့လို့ဒီမှာ232ကိုရေးတယ်145ပေါ့နော် manual စာအုပ်ထဲမှာကြည့်လို့ရှိရင်ပါလိမ့်မယ်14 145အဲ့တော့14 145ကိုယူလိုက်တော့ SH တန်ဖိုးက232ဆိုတော့ကိုလိုချင်တဲ့တန်ဖိုးထက်များတယ်အဲ့တော့ဒီ14 145မှာရှိတဲ့ SY က 89.3ဆိုပြီးတော့ရတော့ SH by SY က 2.7 ဖြစ်တယ်ကိုရီးယားဒီမှာ assumption ပေးခဲ့တာ 2.6 နဲ့ assumption 2.5 နဲ့ပေါ့နော်ဒီမှာရေးတာ2.5နဲ့ရေး2.5ပြရမှာ2.5နဲ့တော့ယူထားတာရလာတာ2.7ရလာတာခဲ့တယ်ပေါ့နော်2.7ရလာခဲ့တယ်ဆိုတော့အဲ့ဒီရလာခဲ့တဲ့ data အတိုင်းပဲကိုကနေပြီးတော့ဒီ required section ကိုပြန်တွက်ကြည့်မယ်required section ကိုပြန်တွက်ကြည့်မယ်ဆိုတော့အခု SH by SY က 2.7 ရလာခဲ့တယ်နောက်တစ်ခုက lambda L ကိုပြန်ကြည့်မယ်ဒီ lambda L လေးကလည်းဒီ manual ထဲမှာပဲကြည့်လို့ရတယ်manual ထဲမှာဒီ torsional property ဆိုတဲ့ဥစ္စာလေးရှိတယ်စာမျက်နှာ126မှာtorsional property ထဲမှာ torsional property ဆိုတဲ့စာမျက်နှာမှာဘာဖြစ်လဲဆိုတော့14145ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ column လေးပေါ့နော် square root of ECW by DK ဆိုတဲ့ column လေးအဲ့ဒီ column လေးမှာဆိုရင်ဘယ်လောက်ရလဲဆိုတော့ 83.5 ဆိုတာလေးရတယ်အဲ့ဒီတန်ဖိုးလေးကိုယူမယ်14145ဟာ square root of ECW by DK ဟာ73.5ရှိရဆိုရင်အဲ့ဒီတန်ဖိုးလေးကိုရေးလိုက်မယ်အဲ့ဒီတန်ဖိုးလေးကိုဘာဖြစ်လဲဆိုတော့1 by ဆိုပြီးတော့ခံလိုက်မယ်အဲ့တော့1 by ပေါ့နော်ဘာဖြစ်လဲဆိုတော့ lambda ကတကယ်တမ်းကြားလို့ရှိရင်သူ့ရဲ့ lambda ရဲ့ equation က square root of GJ by ECW နော် lambda ရဲ့ equation လေးက square root of GJ by ECW ဆိုတဲ့အခါကျတော့ပေးထားတဲ့တန်ဖိုးက square root of ECW by GJ ဖြစ်တဲ့အတွက်ကြောင့်သူ့ကို1 by ခံလိုက်တော့မှ lambda ကိုရမယ်အဲ့တော့1 by ခံလိုက်တယ်ဒါဆို lambda ကိုရမယ်လက်ကကျတော့စုစုပေါင်းလက်က36ပဲရှိတော့အဲ့ဒါကိုလက်မဖွင့်လိုက်တယ်အဲ့ဒီခါကျတော့ဒီမှာရှာလိုက်တဲ့ခါကျတော့ 5.9 ရတယ်အဲ့တော့ဒီ 5.9 နဲ့မှာဘာပြီးတော့တွားကြည့်လဲဆိုတော့ beta ကိုတွားကြည့်မယ်ပေါ့နော်အဲ့တော့beta ကိုတွားကြည့်မယ်အဲ့တော့ beta ဟာဆိုလို့ရှိရင်အခုခါရခဲ့ပြီလဲဆိုတော့ lambda L တန်ဖိုးဟာပေါ့နော် lambda L တန်ဖိုးဟာဆိုလို့ရှိရင်ဒီမှာ 5.9 ဆိုပြီးတော့ရခဲ့တယ်အဲ့တော့အဓိကနေပြီးတော့5.9 lambda L တန်ဖိုးက 5.9 ဆို6 meter ပါပေါ့နော် A တန်ဖိုးတော့ 0.3 ပဲအဲ့တော့ဘယ်လောက်ရလဲဆိုတော့ A တန်ဖိုးဟာ 0.73 ဆိုပြီးတော့ရလာတယ်သူကတော့ interpolate လုပ်လိုက်တာပေါ့နော်အခု 5.9 မှာအခုကသူကပေးထားတဲ့ table ထဲမှာဆိုရင်6 A တန်ဖိုးကတော့ 0.3 ပဲအဲ့တော့ lambda L တန်ဖိုး6မှာဆိုရင် 0.73 ရှိတယ်5မှာ 0.79 ရှိတယ် 5.9 ဆိုရင်ဘယ်လောက်လဲဆိုပြီးတော့ရှာလိုက်တော့ဒီကတန်ဖိုးကဘယ်လောက်ရလာလဲဆိုတော့ 0.74 ဆိုပြီးတော့ရလာတယ်အဲ့ဒီ beta တန်ဖိုးလေးကိုပြောင်းပြီးတော့မြှောက်လိုက်မယ်ဒီနေရာလေးပေါ့နော် 0.9 ဆိုတဲ့နေရာလေးမှာဗာထည့်လိုက်မှလဲဆိုတော့ 0.74 into 60ဆိုပြီးတော့ထည့်လိုက်လို့ရှိရင်သူကနေပြီးတော့ဗာရလာမှလဲဆိုတဲ့အခါကျတော့ဒီ
ဟိုဟာပေါ့60ဆိုပြီးတော့ထည့်လိုက်လို့ရှိရင်ဒီနေရာ